international မှာ trend ဖြစ်နေတဲ့ဇက်ကောင်တစ်ကောင်ရဲ့ဘယ်လိုပြောမလဲဇက်ကောင်ကိုကျွန်တော်တို့မွေးဖွားထားတာဆိုတော့ဒီဇက်ကားကိုမကြည့်ရသေးဘူးဟဲ့တော်တော်နာဘယ်လိုရိုက်ထားတာလဲဆိုတော့မကြည့်ရသေးတဲ့ခါကျပြောကြတာကြည့်ပြီးတဲ့ခါကျမှဟာဒီတော့တော်လိုက်တာလုံးနိုင်တယ်အကယ်ဒမီတောင်ရနိုင်တယ်လို့ပြောနိုင်တယ်ဟာဖြစ်နိုင်တော့အကားလေးကိုလူများတွေရထင်တော့ပေါ်ကားလို့ထင်တယ်မှာမဟုတ်ဘူးကတော့မိသားစု family drama comedy လဲပါတယ်ပြီးတော့ပြည်သက်တွေအမြင်ဆန်းအောင်တင်ဆက်ထားတာပေါ့နော်ကားထဲမှာရှုပ်ရှက်ခတ်ထားတာပေါ့ရှုပ်ရှက်ခတ်တယ်ဆိုတာ item တွေကိုမျိုးစုံလုပ်ပေးထားရတာ item အဲ့လိုတစ်ခုတည်းရိုးရိုး item မဟုတ်ဘူးပေါ့ကိုတယောက်တည်းကနေ item မျိုးစုံ changes character တွေလုပ်ထားဆိုတော့နည်းနည်းလေးရုပ်ရှင်ဆိုတဲ့လေးပဲကောင်းကောင်းလေးရိုက်ထားဖြစ်တဲ့အတွက်အချိန်လေးယူတာပေါ့နော်ကိုလည်းကိုခေါင်းဆောင်ကားလည်းဖြစ်တယ်လှုပ်ထားပြီးတဲ့အခါကျတော့ပြိတ္တကိုချပြတယ်အကောင်းဆုံးလည်းဖြစ်ချင်တယ်နော်ကိုပြန်ရလာတဲ့ဟာလည်းအကောင်းဖြစ်ချင်လို့နည်းနည်းလေးအချိန်လေးယူပြီးစောင့်နေတာပေါ့ဟုတ်ထွက်တာတော့ထွက်မှာပါဒီနေ့ထွက်ရင်ဒီနေ့ထွက်လို့နေ့ဖြစ်ရင်အဆင်ပြေဒီနေ့ပေါ့မဖြစ်ဘူးဆိုရင်လာမယ့်နှစ်ပေါ့ဟုတ်ဒီနေ့ရဖို့တော့ပေါ့ဒီလိုလေးအတူတူကားနေပါလေအဲ့ဒါတော့ကိုဒီကားကျွန်တော်တို့ကားတွေကြတော့ပြိတ္တကသိပြီးသားကားတွေဆိုတော့အရင်ဟိုပါပေါ့ဘယ်လိုပြောမလဲဘယ်လိုပြောမလဲတိတ်စိတ်လှုပ်ရှားစရာတိတ်မရှိဘူးပေါ့နော်ပြီးတော့ဒီထဲမှာပါတဲ့ဇက်ကောင်တွေအားလုံးကလည်းကိုတယောက်တည်းနဲ့မဟုတ်ဘူးတကယ် academy ရှင်တွေဆိုလည်း6ယောက်ပါတယ်နောက်ပြီးတော့ supporting တွေရောနောက်တော့ main character တွေမှာဆိုလည်းတကယ်ပြိတ္တကြားထဲမှာရေပန်းစားပြီးလူသိနေတဲ့အမှုပညာရှင်တွေအများကြီးပါတယ်ဆိုတော့အားလုံးဝန်းရံထားဆိုတော့ကိုယ့်ရဲ့ယုံကားကြီးမှာပထမဦးဆုံးရုပ်ရှင်ကားကြီးဆိုပေမဲ့ပထမဦးဆုံးဆိုတာရုပ်ရှင်တွေကတော့အများကြီးရိုက်ပြီးပါတယ်အမှဒီကိုယ့်ရဲ့ခေါင်းကားပေါ့နော်အမှဆိုတော့နည်းနည်းတော့ကြောက်တာပေါ့နော်ယုံဝင်မမလားမဝင်မမလားပေါ့အဲ့လားလေးပေါ့နော်နောက်ပြီးတော့ဒါမဲ့တခုကိုအားတာလာကြကိုယ့်ရဲ့ဇလန်းကလူများဇလန်းအနေနဲ့မတူဘူးပေါ့မရိုးရှင်းနေဘူးကျွန်တော်ဇလန်းထဲမှာတနာစရာကောင်းတယ်ပျော်စရာကောင်းတယ်ရည်စရာကောင်းတယ်အစုံမော့တယ်အဲ့လိုရတာလေးပေးထားဆိုတော့ပြိတ္တအတွက်လည်းကြိုးရှိမယ်ကိုယ့်အတွက်လည်းကြိုးရှိမယ်လို့ထင်ပါတယ်ဟုတ်ဒါဒီပဲပြောတော့international မှာ trend ဖြစ်နေတဲ့ဇက်ကောင်တစ်ကောင်ရဲ့ဘယ်လိုပြောမလဲဇက်ကောင်ကိုကျွန်တော်တို့မွေးဖွားထားတာဆိုတော့ဒါပေမဲ့လူတွေကတချို့သိပါတယ်အပြင်မှာလည်းထဲမှာလည်းဆိုတော့အခုအပြင်မှာဆိုရင်ချို့လူတွေဆိုရင်အရန်သဘောကောင်းကြတယ်ဒီအထဲရောက်တော့အဲ့လိုတီတီတွေနေကြရတယ်ပေါ့အဲ့လိုမျိုးဆိုတောင်းတဲ့တရားမတူပါဘူးအဲ့လိုပဲပေါ့သူတို့အခုဝေဖန်တဲ့လူတွေလည်းဒီဇက်ကားကိုမကြည့်ရသေးဘူးဟဲ့တော်တော်နာဘယ်လိုရိုက်ထားတာလဲဆိုတော့မကြည့်ရသေးတဲ့ခါကျပြောကြတာကြည့်ပြီးတဲ့ခါကျမှဟာဒီတော့တော်လိုက်တာလုံးနိုင်တယ်အကယ်ဒမီတောင်ရနိုင်တယ်လို့ပြောနိုင်တယ်ဟာဒါနဲ့အကယ်ဒမီပန်းလာတာအဲ့လိုရလို့မဟုတ်ပါဘူးဒါမဲ့ကိုလုံးနိုင်တယ်လို့ပေါ့နော်ပြီးတော့တခုကျင်းနေတာတခုပြောတာကျွန်တော်ရဲ့ကားမှာရိုးမရှင်းနေဘူးကျွန်တော်ပြုတ်ဆောင်ချက်တွေအများကြီးလုပ်ပေးထားရတာအဲ့ဒါဇက်ကားကိုကြည့်လိုက်တာနဲ့သိတယ်သူတို့လည်းဒီအကားထဲမှာစလာတဲ့တော့ငိုရတယ်။ခိုင်ရစရောက်နေတဲ့အစင်းကိုအငိုစင်းနဲ့ဖွင့်တာတော့ပြီးရနဲ့အလားကတ်တွေတော့အမှကိုမှငိုထားတော့တကယ်နေအစ်စ်တွေပဲသုံးတော့မျက်လုံးတွေကအေးပြောလို့နာနေဒါပေမဲ့ကိုအလုပ်ပဲကိုရန်ဝတ်လာပါရဲ့လုပ်တဲ့အတွက်အကောင်းဆုံးပြောင်းလို့စူးစမ်းသွားရတယ်။ကျွန်တော်ဆိုလည်းအဲ့လိုဝတ်စားတွေချွတ်လိုက်နဲ့လုပ်ကြတဲ့ item တွေကိုမျိုးချင်းရတယ်ပြီးရင် item မှုတွေကိုအမျိုးဝင်သွားလိုက်ထွက်သွားလိုက်တွေလုပ်ကြရတယ်အဲ့လိုမျိုးတွေတယောက်တည်းကနေဘာသာရက်တွေအများကြီးဖတ်ကသလိုပေါ့နော်အင်္ဂလိပ်စာရောဗမာစာရောထားပါ bio office ရော chemistry ရောအဲ့လိုမျိုးပေါ့နော်တယောက်တည်းကကြက်ကြတယ်အဲ့လိုမျိုးပေါ့ဒီကိုလောက်ရမယ်character တွေကို3-4ခုခွဲပြီးမှတ်ကြတာပေါ့ပြောတာပေါ့အနည်းဆုံးပါa little English speaking ဟိုအဲ့ဆိုရင်စိတ်ဝင်စားပဲနေရောအဲ့လေခုပါယူတွေပါဖြစ်သွားမှာမင်းမတူတယ်ပေါ့အဲ့လိုပဲလားပေါ့အဲ့ real just sparrow no အဲ့ real အဲ့လိုဆိုသိပြီနော်